ဒီနေ့တော့ကျွန်တော်ရဲ့ scale လေးတစ်ခုထပ်ပြမယ်နော်အိမ်ကမိမဝတ်သားနဲ့ခရမ်းသီးနဲ့နှက်ကြွေးပါဆိုတော့အခုဝတ်သားနဲ့ခရမ်းသီးနဲ့နှက်မှာဖြစ်ပါတယ်မမြင်တဲ့လူတွေဘယ်လိုချက်လဲဆိုတာလေးတစ်ချက်လေးလာကြည့်လို့ရတာပေါ့ကျွန်တော်တော့အိမ်မှာတစ်ခါတလေမှချက်တယ်ဘာလို့အများသောအားဖြင့်တော့အလုပ်ကများနေရတယ်အဲ့လိုပဲတစ်ခါလေးစိတ်ပါရင်တော့ချက်ဖြစ်တယ်ဒီနေ့ကတော့တကြံပိတ်ရက်လေးနားနေတော့ဒါချက်ဖြစ်တာပါလို့ကဲအခုစတင်ချက်တော့မယ်ဆိုတော့ဒီမှာချက်တော့နီဖြူတွေကတော့အခုခွာပြီးပြီဆိုတော့ဒါလေးကိုလှိလိုက်ပါမယ်ပြင်ထောင်းပါမယ်နော်ကဲအဲ့ဒါအကောင်လုံးနဲ့ချက်သွနီဖြူတွေဂျင်းတွေလည်းပြီးပြီးသွားပြီဆိုတော့အခုစီတက်ဖို့တက်ထောင်းလိုက်ပါအောင်ဒီလေးလည်းဆူလာပြီဆိုတော့ခုနထောင်းလိုက်ပဇာပလာတွေဂျင်းတွေချက်သွနီဖြူတွေထည့်ပါမယ်စီတက်ပါမယ်တော့အဓိကအရေးကြီးတာတော့နှာခေါင်းပေါ့နှာခေါင်းရဲ့နားရဲ့နဲ့စီတက်တော့ကိုကမမြင်တာဆိုတော့တဲ့ဒီသူ့ရဲ့အတန်လေးမှာအရေခမ်းသွားတဲ့အတန်တို့ပြီးသွားလို့ရှိရင်စီပြန်လာတဲ့အတန်တို့အဲ့လိုမျိုးပေါ့ဒါတွေကကွဲပြားတယ်ဒီတေချာနားထောင်ကြည့်မယ်ဆိုရင်ဒါရေဆူတာမှလည်းရေဆူတဲ့အတန်ရှိတာအဲ့တော့ကျွန်တော်ကဒီမှာစီတက်ရင်အတန်လေးကိုနားထောင်တယ်ပြီးတော့နှာခေါင်းကနေပြီးတော့လည်းအဓိကမနက်ခံကြည့်ရတာပေါ့ဗျာတက်သွန်နေဖြူကမွေးလာတဲ့အနံ့လေးပေါ့အဲ့ဒါဆိုတော့ရပြီပေါ့စီတက်ထားရည်လည်းကြက်ပြီဆိုတော့အရောင်နေမုံလေးနည်းနည်းထည့်ပါမယ်မမြင်တဲ့လူတွေဟင်းချက်တဲ့နေရာမှာစီထည့်တာကြတော့ကျွန်တော်ကတော့အဲ့ဒီအခုဝတ်သားချက်မယ်ဆိုအများကြီးမထည့်ဘူးတို့စားတဲ့ဇွန်းနဲ့နှစ်စွန်းလောက်ချိန်ပြီးတော့ထည့်လိုက်တာပေါ့ဝေါကနေလောင်းထည့်ကြတော့အဆင်မပြေဘူးလေကျွန်တော်များသွားတတ်တာပေါ့အဲ့လိုမျိုးပေါ့အခုအရောင်နေမုံလေးထည့်ပဲနည်းနည်းရောင်နေမုံလေးထည့်ပြီးတော့လောလောဆယ်တော့ဇွန်းရှာမတွေ့ဘူးဖြစ်နေတယ်ဇွန်းနဲ့တော့အဲ့လိုဇွန်းအသေးလေးထည့်တာပေါ့ဇွန်းသေးလေးတစ်ဖက်ပြောဇွန်းတစ်ဇွန်းစားလာပေါ့အဲ့လိုထည့်တာပေါ့ကဲအဲ့လိုမီးလေးနည်းနည်းဖွင့်ပြီးတော့နှိပ်လိုက်ပါမယ်အခုရောင်တင်မုံနဲ့ကြက်ပြီဆိုတော့ငံပြားလေးနည်းနည်းထည့်ပါမယ်ငံပြားလေးတော့အများကြီးပို့ပေါ့နော်ဝတ်သားလေးနည်းနည်းလုံးလုံးကောင်းအားလည်းနှာခေါင်းလေးနဲ့ပဲသုံးပြရတာပေါ့နော်ဒီငံပြားကြက်တဲ့အငံလေးရပြီဆိုလို့ရှိရင်ကဝတ်သားထည့်လို့ရတယ်ပေါ့အဲဒါတော့ဝတ်သားလေးထည့်လုံးပါမယ်ကျွန်တော်တော့ဝတ်သားအသားပဲစားတာအစီတော့မစားဘူးဒါမှတော့ဝတ်သားအစီနဲ့တော်တော်ကောင်းတယ်ကွာနှလုံးယောဂဆိုတော့ရှိတာဆိုတော့အစီနဲ့တော့မတည့်ဘူးပေါ့ဒါဝတ်သားလေးကိုနည်းနည်းလေးရေခမ်းအောင်ဒီလုံးအောင်မနော်ဝတ်သားလေးလုံးဝရေခမ်းပြီးတင်းတဲ့ဒီလုံးအောင်မှာဖြစ်ပါတယ်ရောင်တင်မုံတွေပါတွေစီတက်ပြီးတဲ့အချိန်မှာမြေပဲဆန်လေးနဲ့ထည့်ပြီးတော့ဝတ်သားကိုလုံးလဲရတယ်ပေါ့နော်ပိုစိတ်တာပေါ့ကျွန်တော်အခုတကြံရေပတ်နဲ့ထောက်ဝယ်လို့မရလို့တော့လဲဆိုတော့မြေပဲဆန်မထည့်ဖြစ်တော့ဘူးအဲ့ဒီအခုအဲ့ဒီဝတ်သားကိုလုံးပြီးတော့နိုးစီလေးတစ်ခုလောက်ထည့်ပြီးတော့ဝတ်သားလေးကိုအုပ်ထားလိုက်တယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ခရမ်းသီးကပြဲပြီးတော့ဝတ်သားကမနူးမနဲ့ကြီးဖြစ်မှာဆိုလို့လေအဲ့ဒါကြောင့်အခုအဲ့ဒီရေနိုးစီတစ်ခုခန်းတဲ့အချိန်မှာအခုစီပြန်သွားပြီပေါ့စီပြန်သွားရင်တော့ခရမ်းသီးတွေထည့်လို့ရပြီပေါ့နော်ဒီကတော့ဒီနေရာမှာကွဲသွားတာပါပဲခရမ်းသီးထည့်တာနဲ့တချို့ဆိုတရက်သီးတနက်လေးနဲ့ချက်စားတယ်ပေါ့နော်ခရမ်းသီးထည့်လို့ရတယ်အမျိုးစုံပေါ့ဝတ်သားကတော့အကုန်လုံးချက်စားနေကြတဲ့ပုံစံမျိုးစုံတော့ရှိတာပဲရောပြီးတော့လေအခုဒါခရမ်းသီးလေးလည်းထည့်ပြီးသွားပြီဆိုတော့ရေလေးထည့်ပြီးတော့အုပ်ထားလိုက်မယ်ပေါ့နော်ဟုတ်ကဲ့စားလေးကိုလည်းကျွန်တော်ဒီမှာတော့လက်ဖက်ရည်စွန်းနဲ့တစ်စုံလောက်ထည့်လိုက်မယ်ပေါ့ဒါတော့အဲ့လိုချိန်တဲ့ဥစ္စာလေးတော့နည်းနည်းလိုတာပေါ့။ဒါကြောင့်ဒီနေ့လေးထည့်လိုက်ပြီးတော့မှလိုတာလေးပူတာလေးတွေကိုပြီးတော့မှညီးကြည့်နေဖြစ်ဆွတ်တာပေါ့ဗျာ။ဒါကျွန်တော်အရင်လည်းကောတယောက်တည်းချက်စားလာတာဆိုတော့ခင်းချက်တာကတော့အများနဲ့လုံနေကြပေါ့။ဒါခုနောက်ပိုင်းတော့တိတ်မချက်ဖြစ်ဘူး။အဲ့တော့အရန်ချက်ရင်စားကောင်းတော့အကုန်ကြတယ်များမှာဆိုတော့ကဲအဲ့ဆိုလို့ရှိရင်အခုရေလဲထည့်ပြီးသွားပြီခရမ်းသီးလေးနဲ့ဝတ်သားလေးကိုကျွန်တော်တို့အုပ်ထားလိုက်မယ်ပေါ့နော်။ဒါတော့15မိနစ်တော့ဥရမယ်ထင်တယ်ခမန်းကြီးပေါ့ရေလဲခ
မ်းသွားပြီဆိုတော့ဒါကြက်ပြီပေါ့နော်ရတာတော့တိတ်ပြီးတော့မြည်စရာတော့မလိုဘူးပေါ့ဒါပေမဲ့နည်းနည်းလေးတော့ခွက်လေးနဲ့ထည့်ပြီးတော့မြည်ကြည့်လိုက်အောင်မယ်ဝက်သားလည်းနူးသွားပြီဆိုတော့အဆင်ပြေတာပေါ့ဟိုကျွန်တော်တို့တချို့ကတော့အပြည့်ပြည့်လေးကြိုက်တာပေါ့နော်ကျွန်တော်ကဒီလိုဒါလည်းဣသွားပြီပေါ့နည်းနည်းတော့သတိထားပြီးမှုရတာပေါ့နော်โอเคကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာလည်းထပ်ပြီးတော့ဆုံတွေ့ကြပါတယ်ဒီကတော့ချက်တာတော့ဝတ်သားဟင်းချက်တာလူတိုင်းချက်တတ်တာပေါ့နော်ဒါကတော့ကျွန်တော်တင်ပြချင်တာတော့ဒီအများကြီးမတန်ဆွမ်းသူတွေဘယ်လိုချက်လို့ရလဲဆိုတဲ့ဥစ္စာလေးကိုပြတာပေါ့နော်ဟိုးမွေးနေတာပဲကဲစားကြပါအောင်ဝတ်သားခရမ်းသီးနဲ့လေးဘိုင်ဘိုင်